အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ဒီ Kevin ပေါ့နော်ဒီတစ်ပတ်အတွက် reading လေးလုပ်ပေးထားပါတယ်အဲ့တော့ကြည့်လိုက်ရအောင်ဒီတစ်ပတ်သေးပေါ့နော်နည်းနည်းလူမှုရေးပြဿနာလေးနည်းနည်းများမယ်ပေါ့နော်လူမှုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာလေးနည်းနည်းများမယ်အခြေကိစ္စအတွက်ဆိုလို့ရှင်တော့အရင်စိတ်ပူစရာမလိုဘူးဒါပေမဲ့ပေါ့နော်ဟိုအပေါင်းအသင်းမိတ်ဆွေကိုယ့်ရဲ့ဟိုအတိမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းနေပါရင်လည်းဆိုလို့ရှင်လူမှုရေးပြဿနာနည်းများတတ်တယ်ပေါ့နော်ဟိုအခြေကိစ္စမှာတော့အဆင်ပြေတယ်တချို့အတွေ့အကြုံမှာဆိုလို့ရှင်ချစ်ခံမျိုးပဲသွားပြီးတွေ့ရတယ်ပေါ့နော်ပြီးတော့ပညာရေးကိစ္စပေါ့နော်ပညာရေးကိစ္စမှာဆိုလို့ရှိရင်သတင်းကောင်းတွေပါကြားတတ်တယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အားကောင်းတဲ့အပတ်လို့ပြောလို့ရတယ်ဒီဘက်ထဲမှာဥမာပညာရေးနဲ့ပတ်သက်ပြီးတော့တစ်ခုခုပေါ့နော် result တစ်ခုခုစောင့်နေရမျိုးဆိုလို့ရှိရင်သတင်းကောင်းကြားတတ်တယ်ပေါ့နော်လူမှုရေးပိုင်းကတော့ဒီဘက်ထဲမှာပေါ့နော် Kevin နဲ့နည်းနည်း energy guide တယ်လို့ခံစားရတဲ့လူအများစု Kevin reading ကိုကြည့်နေကြလူတွေမှာဆိုလို့ရှင်တော့ဒီဘက်ထဲမှာလို့လူမှုရေးနဲ့ပတ်သက်ပြီးတော့ queue ဆိုင်ဖို့လိုတယ် like ဟိုတငယ်ချင်းပေါင်းတင်တာမဟုတ်ရှင်လေဒီလုပ်ငန်းခွင်မှာတွေ့ရပေါ့နော်မိတ်ဆွေတွေပါနေပေါ့နော်ဒါမျိုးတွေမှာ queue ဆိုင်ဖို့လိုတယ်ပေါ့နော်မိတ်ဆွေတွေပါနေစကားပြောတာလုပ်ငန်းခွင်ရလူတွေနဲ့စကားပြောတာစကားပြောဆိုလေးဆင်ကျင်ဖို့လိုတယ်ဒီဘက်ထဲမှာလို့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာလေးများတတ်တယ်ပေါ့နော်အတွဲတွေမှာတော့တိတ်တော့မတွေ့ရဘူးတချို့အတွဲတွေလောက်မှာပဲအဲ့လိုစကားများတဲ့ stage လောက်ပဲတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လူအများစုမှာတော့ဟိုကောင်းတယ်ပေါ့နော်လူအများစုမှာကောင်းတယ် like အချစ်ခံရတယ်ပေါ့နော်ဒါမျိုး energy သွားပြီးတွေ့ရတယ်အထူးဖြစ်ကတော့အဲ့ဒီလူမှုရေးပြဿနာပေါ့နော်ငွေကြေးပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကောင်းတယ်လို့ပြောလို့ရတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လေလူတော်တော်များများမှာဟို stable ဖြစ်တယ်ဟိုငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဟိုလိုအရန် abundance ဖြစ်တာမျိုးတော့သိမတွေ့ရဘူးရဲ့အဲ့တော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် Kevin နောက်လည်းဒီလိုမျိုးအပတ်စဉ်ပေါ့နော် reading လေးတွေကိုဒီလို video လေးနဲ့လုပ်ပြီးမှဖြစ်လို့ Kevin ရဲ့ဒီ channel လေးကိုလည်း follow လုပ်ထားပေးပါအောင်နော်